ဖះလောင်းဟာသားတော်ရဟုတ်လားနဲ့ရတော်ရတို့ကိုစွန့်ခွာပြီးတော့တောထွက်သွားတာအကျဉ်းနာမဲ့လို့တချို့ကထင်ကြမကျဉ်းနာဘူးလို့ထင်တယ်မဟုတ်ဘူးမြတ်စွာဘုရားရဲ့ကျဉ်းနာမှုကအများတဲ့ပို့ပြီးတော့လေးနဲ့တယ်ဘေးကပုဂ္ဂိုလ်တွေကကျဉ်းနာတာကိုယ်မိသားစုလေးပေါ်မှာဒါကိုကျဉ်းနာတာမြတ်စွာဘုရားရဲ့အကျဉ်းနာတရားကဘယ်ပေါ်ထိအောင်ရှိတော့တတဝါအားလုံးပေါ်မှာထားတယ်ဒီမိသားစုအမေနဲ့သားမွေးခါစားလေးကိုပြစ်ထားခဲ့တာဟာသူတို့ရောက်ရမယ့်ဆင်းရဲဒုက္ခတွေကိုမရောက်အောင်ငါလမ်းရှာမယ်ဆိုတဲ့စိတ်ကူးနဲ့သူတို့ပေါ်မှာခိတ္တတွေ့တာမှုတွေကိုဖယ်ရှားလာတာဟာရက်စက်တဲ့အနေနဲ့ဖယ်ရှားတာမဟုတ်ဘူးအမှန်တန်မော်မြတ်တဲ့စိတ်ဓာတ်နဲ့ဖယ်ရှားမတူဘူးဟုတ်ကလားဘေးကနေကြည့်မယ်ဆိုလို့ရှိရင်ရက်စက်တာဘုဒ္ဓဝင်ဖတ်ပြီးတော့အဲ့ဒါလိုပြောတဲ့လူပါရှိသေးတယ်နော်ဒါဘယ်သူကထင်တော့ဆိုလို့ရှိရင်ဒေဝရတ်ကလည်းအဲ့လိုထင်တာပဲရသောရရဲ့မောင်အရင်ခောက်ဒေဝရတ်ကဖះပေါ်မကျေနပ်ဘူးဘာလို့မကျေနပ်သူနှမအကြီးလားငယ်လားတော့မသိဘူးနော်သူတို့မောင်နှမသူနှမကိုအိမ်အောင်ပြုတ်ပြီးတော့ကလေးလေးတယောက်နဲ့ပြစ်ထားခဲ့တယ်ဒီအမြင်မျိုးမြင်တာလေအခုကလည်းမြင်မှာပဲဒါမျိုးကတော့ဒီလိုပဲအရာထဲမှာဆိုဒီလိုပဲမြင်မှာပဲပေါ့ဘုရားကိုကျင့်နာကင်းမဲ့တဲ့ပုဂ္ဂိုလ်တရားတခါရောက်ခမလို့တဲ့သုပ္ပဗုဒ္ဓရသောရရဲ့အဖေသုပ္ပဗုဒ္ဓရသောရရဲ့အဖေသုပ္ပဗုဒ္ဓဆိုတာတခြားမဟုတ်ဘူးမေရောမာယာမိရွေးတော်ဂေါရမီတို့ရဲ့မောင်အရင်အဲ့တော့သိတ္တရမင်းသားကတောထွက်သွားတယ်လို့ဆိုတဲ့အခါမှာမွေးခါစကလေးလေးနဲ့တနာစရာကောင်းတဲ့ရတော်ရရာတို့ကိုစွန့်ခွာပြီးတော့သွားတယ်ဆိုအတော်ရက်စက်တဲ့တူလို့ဒီလိုပြောမှာပေါ့မြတ်စွာဘုရားကအဲ့ဒါလို့မဟုတ်ဘူးနော်အကျဉ်းနာမဲ့တဲ့လို့ရမဟုတ်ဘူးကျဉ်းနာတဲ့လို့ရလို့ဘယ်လိုကြောင့်အကျဉ်းနာမဲ့တယ်လို့မပြောနိုင်တာတော့ဆိုရင်မြတ်စွာဘုရားတရားကိုသိလာတဲ့အခါမှာလမ်းမှန်ကိုဖော်ပြပြီးကဲတင်လိုက်လို့ရသောရရာကလည်းဘိက္ခုနီမှာဖြစ်ပြီးတော့ပြိဋိဘံပြုသွားတယ်ဟောတန်တရားဝကလွတ်သွားသားတော်ရဟုတ်လားလေးကလည်း9နှစ်အရွယ်မှာသာသနာပေါင်းဝင်လို့ယဟန်ဖြစ်ခါစားလေးမှာယဟန်ဖြစ်ပြီးတဲ့အချိန်မှာပဲမြတ်စွာဘုရားကတရားဓမ္မနဲ့အမြဲတမ်းကြိုးစားပြီးဟောလို့ယဟန်လည်းဖြစ်ပြီးတဲ့နောက်မှာမကြခင်ပဲယဟန်နာဖြစ်သွားတယ်ဘုရားပြိဋိဘံမဆံခင်ပဲတာဝရိန္ဒနတ်ပြည်တက်ပြီးတော့ပြိဋိဘံဆံသွားတယ်လူပြည်မှာတောင်ပြိဋိဘံမဆံဘူးနတ်ပြည်မှာသွားပြိဋိဘံဆံတာသူ့မိတ်ဆွေအပေါင်းအသင်းတွေကအဲ့ဒီမှာရှိပုံရအဲ့တော့ကြည့်လေသားမိနှစ်ယောက်စလုံးဟာတန်တရားကလွတ်သွားတာအကယ်၍သာမင်းတို့သားမိနှစ်ယောက်ငါတစ်သလုံးပြုစုမယ်ဆိုလို့ရှိရင်ဖះဟာဖះဖြစ်ဖို့လည်းမရှိပေးနိုင်တဲ့အတိုင်းအတာတစ်ခုကယာတုနဲ့စီးစိမ်နဲ့ဒါပဲပေးလို့ရသူလည်းအိုမယ်ငါလည်းအိုမယ်သူလည်းသိမယ်ငါလည်းသိမယ်နောက်ဆုံးဒီလမ်းနဲ့ပဲသွားအဲ့တော့မြတ်စွာဘုရားကအတွေ့အတာကင်းမဲ့တဲ့ဒီဝိရတတာတွေ့တာမှုမရှိဘူးဆိုတာမရှိအောင်လုပ်ပြီးတော့မြတ်စွာဘုရားကြိုးစားတာဟာရက်စက်တာမဟုတ်ဘူးတဲ့ဝိရတတာတာမန်ပုဂ္ဂိုလ်တွေမစွန့်ခွာနိုင်ဘူးဒီ renounce လုပ်တယ်ဆိုတာဟောကိုပစ္စည်းဆိုတာနော်တဲပုတ်လေးတောင်ပြစ်မထားနိုင်ဘူးဝတ်စုပ်လေးတောင်ပြစ်မထားနိုင်ဘူးကိုပစ္စည်းချာဒါတွေကအသုံးဝင်အောင်မှဆိုပြီးသိမ့်ထားအောင်မှာအဲ့တော့မြတ်စွာဘုရားကရွှေနန်းစည်းစိမ်အမှန်တမ်းချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေကိုစွန့်လိုက်တာဝိရတဒီစွန့်လိုက်တဲ့ကုသိုလ်ရက်ဆက်တဲ့သဘောမဟုတ်ဘူးတဲ့သို့တော့တာမန်ပုဂ္ဂိုလ်တွေကြတော့ဒီလိုအကျဉ်းနာမဲ့တဲ့လောရည်ဖြစ်သွားတတ်တယ်လို့ဒီလိုဆိုလိုတာနော်လုံးဝစွန့်ခွာသွားပြီးတော့ပြစ်ထားခဲ့ပြီးနောက်အိမ်အောင်ပြုတ်သွားရင်တော့ဒါအကျဉ်းနာမဲ့တာပေါ့ဒီလိုဆိုလိုတာပေါ့နော်